Okay, good evening. This is Peter. So we're gonna talk about today must or have to. Alright, let's get started. အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် must နဲ့ have to စကားလုံးလေးနှလုံးရဲ့အသုံးလုံးလေးကျွန်တော်ရှင်းပြပါမယ်အမှန်တကယ်တော့ဒီ modal verb လေးနှလုံးကကျွန်တော်တို့ငငယ်ကလေးကလေးကဒါလေ့လာခဲ့တဲ့စကားလုံးလေးနှလုံးပေါ့နော်ဒါပေမဲ့ဒီစကားလုံးနှလုံးကိုကျွန်တော်တို့မှန်မှန်ကန်ကန်ဘယ်လိုနေထိုင်မှုသုံးလဲဆိုတဲ့ဟာတော့တက်တက်ကိုလေးသိဖို့ဒီဗီဒီယိုလေးလုပ်ခြင်းဖြစ်ပါတယ်ဆိုတော့အခြေခံအဖြစ်တော့ must နဲ့ have to နှစ်ခုစလုံးကကျွန်တော်တို့သိထားပြီးသားကိစ္စရဲ့တစ်ခုခုကိုတာဝန်ဝတ္တရားတစ်ခုကိုဆောင်ရွက်ဖို့ရှိတယ်ဆိုတော့အနေထားမျိုးမှာကျွန်တော်သုံးတယ်ပေါ့နော်ဒါပေမဲ့ကွာချက်ချက်လေးချို့ရှိတယ်ကြည့်ကြည့်ရအောင်နော်ဆိုတော့ must ကဘာအဓိကဘာကိုပြောချင်တာလဲဆိုတော့ inside obligations ပေါ့နော်ဆိုတော့ inside obligation ဆိုတာနားလည်မယ်လို့ထင်ပါတယ် obligation ဆိုတော့တာဝန်ဝတ္တရားတစ်ခုပေါ့နော်ဒါ inside ဆိုတာတော့အတွင်းရလာတာဆိုလို့ချင်တာမိမိရဲ့အတိတရားနဲ့မိမိရဲ့စီရင်တုံတရားနဲ့တခုခုကိုလုံးမရမယ်မလုံးရင်ဖြစ်လာမယ့်အကျိုးဆက်ရှိတယ်အဲ့ဒီအကျိုးဆက်ကိုမလိုအလားလို့အခုကိုအတိတရားနဲ့ကိုလုံးတယ်ပေါ့အဲ့ခါမျိုးကျရင်ကျွန်တော် must ကိုပြောရမှာပေါ့ကျွန်တော်ဒီမှာအောက်မှာ picture လေးနဲ့ကျွန်တော် exam လေးတစ်ခုပေးထားတယ်เนาะကြည့်ရအောင် I must do some more work I want to ace the exam with perfect scores ငါအလုပ်စာအများကြီးကြိုးစားမှရမယ်ဘာလို့လဲဆိုတော့ငါစာမွေးမှာအမှတ်တွေအများကြီးနဲ့အောင်မြင်ခြင်းတယ်ဆိုတော့ဒီမှာကောင်မလေးကသူ့ဖာသူ့ရဲ့intrinsic motivation ပေါ့ကိုပတ်တာကိုဖြစ်ချင်စိမ့်နဲ့သူကကြိုးစားပြီးတော့ကိုယ့်ရဲ့အတွင်းရလာတဲ့ motivation ကိုယ့်အတွင်းရလာတဲ့အတိတရားကြောင့်သူကစာကြိုးစားမယ်အမှတ်တွေအများကြီးရအောင်လုပ်မယ်အဲ့လိုทีနေမျိုးကြောင့်ကျွန်တော်တို့ must ကိုတောင်းတယ် On the other hand have to so which is used to show the outside obligations ပြောဆိုလို့ကျွန်တော်ကတော့ have to ဆိုရင်တော့ကျွန်တော်တို့ကပြင်ပကလာတဲ့ဒီ obligation တာဝန်ဝတ္တရားတွေဥမာအမိန့်တွေခိုင်းစေတာမျိုးတွေဒါမျိုးဆိုရင်ကျွန်တော်တို့ကတာဝန်ဝတ္တရားတွေဆိုရင်ကျွန်တော်တို့ have to ကိုသုံးမှာပေါ့ For example I have to finish this homework otherwise my teacher will tell me off for failing it ငါဒီအင်စာကိုပြီးမှရမယ်ဒါမှမဟုတ်ဘူးဆိုရင်ဆရာငါ့ကိုကျိန်းလိမ့်မယ်စူလိမ့်မယ်အဲ့ဒီပဲပေါ့နော် so tell me off ဆိုတော့ phrasal verb လေးပေါ့စူရဲဆဲတယ်ပေါ့နော်ဒီပဲရှိပါတယ် so ဒီမှာကကြတော့သူကသူ့ရဲ့အတိအကျကြောင့်သူလှုပ်ချင်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီအင်စာမပြီးရင်ဆရာကသူ့ကိုစူမှာဆိုတော့ပြင်ပကeffect တစ်ခုကကိုယ်ကိုတက်ရောက်လာမှာဖြစ်တာကိုကြောက်လို့ကိုကလှုပ်တဲ့အနေအထားမျိုးဖြစ်သွားတဲ့အခါမျိုးကျတော့ကျွန်တော် have to သုံးတယ်ပေါ့နော် so let's see more examples to get more clearerကျွန်တော်ပို့ပြီးနားလည်ပါအောင် exam လေးတချို့ထပ်ကြည့်အောင်เนาะကျွန်တော် exam လေးတို့scenario မလေးတွေပဲလုပ်ထားပြီးတယ်ဘာလို့နားရှင်းအောင်ပေါ့เนาะ so the first one in my job I have to work from 9 to 5 in my job I must work hard to get promoted ဆိုတော့ပထမတစ်ခုမှာဆိုရင်ငါတို့အလုပ်ကမနက်9နာရီကနေညနေ9နာရီထိလုပ်ရတယ်ဒါကအဖွဲ့အစည်းတစ်ခုအနေနဲ့ချမှတ်ထားတဲ့စီမင်းစည်းကမ်းမင်း9နာရီကနေညနေ9နာရီထိမလုပ်ဘူးဆိုရင်ဒါ fine ထိမယ်ဒါမှမဟုတ် warning ထိမယ်ပေါ့เนาะဆိုတော့ဒါပြင်ပကဒီချမှတ်ထားတဲ့စီကံတစ်ခုเนาะဆိုတော့နောက်တစ်ခုကကျတော့ in my job I must work hard to get promoted ငါအလုပ်ထဲမှာကြိုးစားမှရမယ်အဲ့ဒါမှငါယာတူတိုးမယ်ဆိုလိုချင်တာတော့ကိုယ်တိုင် intrinsically အတွင်းကနေပေါ့ motivate ဖြစ်ပြီးတော့အလုပ်ကြိုးစားခြင်းတွေရှိတာအလုပ်ကြိုးစားခြင်းလာတဲ့အခါမျိုးကျတော့ကိုကအလုပ်ကိုကြိုးစားလာတာဆိုတော့အတွင်းရလာတဲ့ဒီမိမိရဲ့အသိစိတ်နဲ့မိမိချမှတ်တဲ့တာဝန်လေးတွေပေါ့နော် So next example we must go to New York to see our grandmother America မှာ New York မှာရှိတဲ့ငါတို့ရဲ့အဖွားကိုငါတို့သွားတွေ့ကြမယ်အဖွားကိုမတွေ့ရလဲကြာပြီတတိလည်းရနေပြီဆိုတော့ငါတို့ဘာလို့သွားတွေ့ကြမယ်ဆိုတော့ကိုယ့်ရဲ့အတီတရားလေးနဲ့သွားတွေ့ခြင်းစိတ်ရှိတာဆိုတော့ must ကိုတုံးတယ်နောက်ကကျတော့ I'm a travel agent I often have to travel to New York ငါခီးသွားကိုယ်စားလှယ်ဖြစ်နေတယ်အဲဒါကြောင့်မလို့ငါ New York ကိုမကြာခဏခီးသွားရတယ်ဆိုတော့ခီးကအလုပ်ကိစ္စရသွားတာမသွားမဖြစ်သွားတာဟိုမှာချိန်ထားတဲ့စီးဝေးတွေရှိမယ် customer တွေနဲ့တွေ့မယ်အလုပ်တစ်ခုအနေနဲ့ပြင်ပကတက်ရောက်လာတဲ့တာဝန်တရားတစ်ခုကိုထမ်းဆောင်တဲ့သဘော The last example is the most clearest one the shortest the most clearest ရှင်းဆုံးနဲ့အတူဆုံး example လေးပါပဲ I must stop smoking I have to stop smoking ဆိုတော့နံပါတ်1ကကျတော့ I must stop smoking ဆိုတော့ငါစလိတ်တောက်ဖို့ရက်ကမယ်စလိတ်ဖြတ်ရမယ်ပေါ့ဗျာပြောမယ်ဆိုရင်တော့နှစ်ခုသုံးတော့စလိတ်ဖြတ်ရမှာပဲဒါပေမဲ့ I must stop smoking ဆိုရင်တော့ကိုကစလိတ်တောက်လို့ဘာကြီးဆိုးကျိုးဖြစ်လာနိုင်တယ်ဥမာအဆုတ်ကင်ဆာတွေဖြစ်မယ်အစာရည်မျိုးကင်ဆာတွေဖြစ်မယ်စသဖြင့်ပြောမှာနော်သူကမကောင်းတဲ့ side effect တွေကိုကိုယ်တိုင်ကြောက်ပြီးတော့စလိတ်တောက်တာကိုရက်သွားတာဖြတ်ချင်တာဒါကိုယ့်ရဲ့စိတ်အတိတရားရဖြတ်ချင်တာအဲ့ဒါဆိုရင် must ကိုသုံးထားတယ် I have to stop smoking ကကြတော့ဆရာဝန်ကကိုယ်ညွှန်ကြားတာမင်းကဒီ
အစုပ်ကင်ဆာဖြစ်ဖို့အတွက်ဒါအနည်းဆက်နေပြီအဲ့ဒါကြောင့်မင်းစစ်လေးဖြတ်မှရမယ်မဖြတ်ရင်တော့ quit or die ပေါ့နော်ဖြတ်ရင်ဖြတ်မဖြတ်ရင်သေမယ်အဲ့ပြင်ပကဆရာဝန်ညွှန်ကြားချက်ကြောင့်ကိုကဖြတ်ရတာအဲ့ဒါကြောင့်မို့လို့ have to သုံးပါတယ် Okay, I think you understood the difference between must and have to. All right, so see you next time. Bye bye.